ဇလန်းဆောင်မှာကောင်လေးကသူ့လက်မောင်းကိုအကိုက်ခံပြီးဝံပလွေဖြူလေးနဲ့ကစားနေရဗျာသူ့ဦးလေးကဒါကိုမြင်တော့ဝံပလွေကရံမှုတွေအထင်းနဲ့တနက်နဲ့လှမ်းပစ်ဖို့ပြင်လာပေါ့ဒါပေမဲ့ကောင်လေးကမပစ်ပါနဲ့ကျွန်တော်တို့ကစားနေတာပါလို့အော်ထားပြီးနှစ်ကောင်သားတောင်ကုန်းပေါ်ကိုပျော့ပျော့ပါပါပြေးတက်သွားကြတယ်ခဏအကြာမှာတော့ဝံပလွေလေးကတောလဲပြော့ကွယ်သွားပြီးကောင်လေးတယောက်တည်းကြံခဲ့ချိန်မှာမထင်မှတ်ပဲဝတ်ဝင်ညိုကြီးတစ်ကောင်နဲ့ထိတ်တိုက်တိုးမှလေရောကောင်လေးလည်းအသက်လူပြီးပြေးတော့လာပေါ့တစ်လုံးပုံကြီးတဲ့ဝံပုံးနေပြီးမြဝတ်ဝင်ကြီးကလက်မလျှော့ပဲသူ့ရဲ့တန်မဏီလက်သေးတွေနဲ့ကောင်လေးရဲ့လက်မောင်းကိုကုတ်ဆွဲပြီးဒုက္ခပေးနေပြီအဲ့ဒီအချိန်မှာပဲဝံပလွေဖြူလေးရောက်လာပြီးဝတ်ဝင်ကြီးရဲ့အာယုံကိုလွှဲလိုက်တယ်အရွယ်စားချင်းမမျှပေမဲ့ဝံပလွေလေးကအစွဲတငငောင်းနဲ့တဲမင်းကိုစိန်ခေါ်လိုက်တဲ့အခါမှာတော့ဝတ်ဝင်ကြီးတောင်ကြောက်လန့်ပြီးထွက်ပြေးသွားရတော့တာပေါ့တကယ်တော့ဒီဝံပလွေဖြူလေးဟာလူတွေရဲ့ငွေမက်ကြောင်အတင်းအကျပ်အကိုက်ခိုင်းခံရတဲ့တိုက်ခိုက်ရေးခွေးတကောင်ထိခဲ့ရတာပါလူယုံမာတွေကသူ့ကိုနေတိုင်းရိုက်နှက်ပြီးရက်ဆက်အောင်လေ့ကျင့်ပေးခဲ့တာကြောင့်သူဟာလူသားတွေကိုအယမ်းမုန်းတီးခဲ့တယ်တနေ့မှာတော့တိုက်ပွဲတစ်ခုအတွင်းပစ်ဘိုးခွေးတကောင်ရဲ့အကိုက်ခံပြီးတေးလူမျောပါထင့်နေချိန်မှာကောင်လေးကတန်တုံးနဲ့အတင်းဝင်ဖျန်ဖြေပြီးဝံပလွေလေးကိုကယ်ခဲ့တယ်။ဒဏ်ရာအပြင်းထန်ရထားတဲ့ဝံပလွေလေးကိုတိုးဆက်ကအိမ်လေးစီခိုးလာပြီးမြဝံပလွေကလူတွေကိုမယုံကြည်သေးဘူးဗျာ။ကောင်လေးရဲ့လက်ကိုတော့အားရပါရခဲထားလိုက်သေးတယ်။ဒါပေမဲ့ကောင်လေးကမကြောက်ဘဲသူ့လေပင်ကတန်ချေချင်းကိုဖြုတ်ပေးလိုက်တဲ့အခါမှာတော့ဝံပလွေလေးဟာကောင်လေးရဲ့စိတ်ရင်းကိုတိသွားပါတော့တယ်။ကောင်လေးရဲ့လက်ဖွားပေါ်ကအသားကြောက်ကိုစားရင်းကောင်လေးကသူ့နှဖူးလေးကိုပုတ်တက်ပေးရင်းနဲ့သူတို့ဟာထောင်ရတငယ်ချင်းတွေဖြစ်သွားကြပြီ။ဝံပလွေလေးဟာကောင်လေးနဲ့အတူရွှေတူးရမှာတော့ကူညီပေးခဲ့သေးတယ်။ဒီနေ့မှာတော့မတော်ဆက်ဖြစ်ပြီးရွှေတွင်းပြိုကျကကောင်လေးမြေအောက်မှာပိတ်မိသွားခဲ့တယ်။ဝံပလွေလေးကအနံ့ခံပြီးမြေကြီးတွေကိုအပူတပြင်းရက်ထုတ်ကကောင်လေးကိုဒုတိယအကြိမ်မြောက်အသက်ကေပြန်တယ်။ဇက်သိမ်းမှာတော့ကောင်လေးဟာမြို့ပေါ်ပြန်မလာတော့ပဲတောင်တန်းနေကြမှာဒီဝံပလွေဖြူလေးနဲ့အတူအေးအေးချမ်းချမ်းနေထိုင်သွားဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။